Manchester ကို update အကြီးစားအသစ်တစ်ခုထွက်ရှိလာပါတယ်။ဒါပေမဲ့ကျွန်တော်တင်တာ2ရက်တောင်နောက်ကျနေပါပြီ။ဘာလို့နောက်ကျနေလဲဆိုတော့အရန်ဆော့လို့ကောင်းတဲ့ဒီမှုအကြောင်းကိုကျွန်တော်ညကြရင်ဗီဒီယိုထပ်တင်ပေးပါမယ်။လောလောဆယ်ကတော့ update အကြောင်းကိုအရင်ပြောလိုက်ရအောင်ပါ။ကျွန်တော်ကနောက်ကျတယ်ဆိုပေမဲ့အချင်းကြီးတော့မဖြစ်စေရပါဘူး။ update လုပ်ပြီး game နဲ့စောင့်ဝင်လိုက်တာနဲ့ game loading screen အသစ်ကိုမြင်ရမယ်။အဲ့ဒီထဲမှာဆိုရင်6 magical skin ရှိမယ်။အသစ်ထွက်ရှိလာတဲ့ Freya Commander ရှိမယ်။ဟိုးအပေါ်ဆုံးမှာကျတော့ Angela ကို revamp ထားလို့ဒီ Angela Commander ကိုပြထားတယ်။ update note ထဲကိုဝင်ဖတ်လိုက်မယ်ဆိုရင်ပထမဆုံးစမြင်ရမှာကတော့ဒီစာပါ။အကြမ်းမြင်ပြောရမယ်ဆိုရင် Freya Commander အသစ်ထွက်ရှိထားတယ်။ Angela Commander ကို revamp ထားတယ်။ Veil Commander က ban rate လည်းများနေတယ် Legend 3 star တွေလည်းအမြန်ရနေကြတာဖြစ်လို့ဆိုပြီးတော့ nerf လိုက်တယ်။၄ပိုင်းမြောက်စာကိုကြည့်လိုက်ရင်သူတို့တွေကတဲ့ game flow strategy အကြောင်းကိုအများကြီးဆွေးနွေးဖြစ်ပါတယ်တဲ့။စာထဲမှာကတော့ game flow လို့တော့မရေးထားဘူး bottom row strategy လို့ရေးထားတယ်။ player တွေကတဲ့ဒီ game flow ကိုပဲစောင့်နေကြတာသူတို့သဘောမကျဘူးတဲ့။အဲ့အတွက်ကြောင့် early game နဲ့ mid game ကျန်းတဲ့ lineup တွေကိုသူတို့ပြင်ပေးထားပါတယ်တဲ့။အဲ့အတွက်ကြောင့်ပဲသူတို့ Angela Commander ကို revamp လိုက်တယ်ပြီးတော့ Kufra နဲ့ Mia ကို nerf လိုက်တယ်။ဒါကတော့ခုနကပြောခဲ့သလိုပဲ Freya Commander အသစ်ထွက်ရှိတယ်။ Angela ကို revamp လိုက်တယ်။ Veil Commander ကို nerf လိုက်တယ်။ Freya Commander နဲ့ revamp Angela အကြောင်းကိုတော့ကျွန်တော်နောက်ရက်တွေမှာဗီဒီယိုတင်ပေးပါမယ်။ Synergy adjustment ကတော့3ခု adjustment taste ကို buff ထားတယ်။ new beast ကို2မှတ်တိုးပေးထားတယ်။ခုနကရှိမှပြောထားသလိုပဲ Hardbone 2နဲ့ early game ထိန်းတာတွေကိုသဘောမကျလို့ဆိုပြီးတော့ Hardbone 246ကိုသူတို့ adjust လုပ်ထားတယ်ပေါ့လေ။အတိကတော့ nerf လိုက်တာပါ။ hero ထဲမှာဆိုရင် Tristler ကို buff ပေးထားတယ် Clark ကို buff ပေးထားတယ် Alpha 3 star တွေ Leslie 3 star တွေ Bane 3 star တွေကို buff ပြီးတော့ကျွန်တော်ရှိမှပြောထားသလို Mia နဲ့ Kufra ကို nerf လိုက်ပါတယ်ဒီလိုမျိုး nerf ထားတာတော့မနေ့တုန်းက Rising မှာ Mia Kufra တွဲလုံးနေအခုထိတွေ့နေရပါသေးတယ်ကတ်တွေထဲမှာကတော့ထွေတူးသိမ့်မရှိဘူးအဓိကလူသုံးနေတဲ့ကတ်တွေကို buff ပေးထားတယ်ထူးခြားတာကတော့ Lilia Power ကတ်ကို level 6မှာ50တန်ရအောင်လုပ်ပေးထားတယ်။ကျန်တာတွေကတော့ဒီအသစ်ဖြစ်တဲ့ Freya နဲ့ Angela အတွက် Power ကတ်တွေဖြစ်တယ်။သူတို့က game flow ကိုအားမပေးဘူးလို့လည်းပြောသေးတယ်။ဒီ game flow တွေယူတဲ့3ချက်တန်ကတ်ကို3ချက်တန်ရနိုင်ခြေ8%ကနေပြီးတော့10%အထိတိုးပေးထားတယ်။ကျန်တာကတော့ထွေတူးမရှိတော့ဘူး။ Auction မှုအသက်ရောက်လာတယ်။ Gold Rush မှုပြန်ရောက်လာတယ်။တခုစိတ်မကောင်းစရာကဒီဆော့လွတ်ကောင်းတဲ့ option မှုက beta version ပဲရှိသေးတယ်ဆိုလိုချင်တာကတစ်လားလောက်ပဲလာအောင်မှာတစ်လားလောက်ပြီးရင်သူကပြန်ပိတ်သွားမှာစကားမဆက်ဒီ update note ထဲမှာတော့မပါဘူးသူတို့ခိုးပြီးတော့ပြင်ထားတဲ့ဥစ္စာတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်မနေ့က Rising ဆောင်းမှသိရပါတော့ Rising Festivity ကို orange cap ဖြစ်ပြောင်းလိုက်ပါပြီဆိုတော့ဒီ update မှာ Lancelot ကိုမ nerf ပဲနဲ့ကျန်တဲ့5ချက်တန်တွေကို buff ပေးထားတယ် game flow တွေကိုနည်းနည်းနှိပ်ကွထားတယ်ခင်ဗျားတို့ရောဒီ update ကိုဘယ်လိုမြင်ပါသလဲ